ကေယာဒီနေ့အိမ်မှာပစုံမီဖုတ်တုပ်လေးကိုလှုပ်စားပါမယ်။ပစုံမီဖုတ်တုပ်ဖို့အတွက်ပစုံချားလေးကိုကေမီကင်ထားမယ်။ပြီးသွားရင်ငပိလေးမီဖုတ်ထားမယ်။ပြီးတော့စက်သွန်နီလေးတစ်လုံးလိုမယ်။ပြီးတော့တမြတိစိတ်လေးလိုမယ်။ဘာမှမလိုတာပဲကေယာရတာတွေပါလေဘာမှမထည့်ဘူး။ဒီတိုင်းလေးပဲတုပ်စားမှာပါ။စီလည်းမလိုပါဘူး။အခုဒါတွေကိုကေလှီးချွတ်ပြီးတော့ပြန်လာခဲ့ပါမယ်။ပစုံမီဖုတ်တုပ်လုပ်ဖို့အစင်းသင့်ဖြစ်ပါပြီ။ခုနကတော့ကေပြောရတဲ့မှာနည်းနည်းမင်းနဲ့ငီကိုတီးစိတ်ကြီးတော့ကြံသွားတယ်။ပစုံလေးတွေကိုကေအခွန်ခွာပြီးတော့ကြုံခွဲပြီးသွားပြီ။ပြီးတော့တမြတီးလေးညှစ်ပြီးတော့တုပ်လိုက်ရုံပဲနာမည်ကတော့အဲ့လိုအချောင်းရှိလေးစားချင်လို့လေမျိုးတိစိမ့်လေးတွေကိုတိတ်တိတ်လေးတွေဆိုလို့ရှိရင်အဆင်ပြေပါပြီကဲပစုံမီဖုတ်တုပ်လေးတုပ်ပြီးရင်ပြန်လာခဲ့ပါမယ်ပစုံမီဖုတ်တုပ်လေးရပါပြီအရောင်အစင်းရောအနက်အရသာနဲ့ရောပြည့်စုံပြီးတော့အိမ်မှာပဲလွယ်လွယ်ကူကူလေးလှုပ်ရှားလို့ရတယ်တန်တန်ရှင်းရှင်းနဲ့အရသာတွေလည်းမများဘူးဒီထဲမှာဆိုကေဆိုရင်အရသာမှုန့်ဆိုရင်ဘာမှမတုံးထားဘူးစီလည်းမပါဘူးရခိုင်တုပ်လေးပေါ့နော်အားလုံးလေးအိမ်မှာမယမ်းပြားလေးရမရှိလို့မယမ်းပြားလေးကိုရင်းနှွေးလေးစိန်ပြီးတော့ထည့်လို့ရှိရင်မယမ်းပြားလေးနဲ့ဆိုရင်ပို့ပြီးတော့စားကောင်းနေကေပို့ကြိုက်တယ်အခုကတော့မရှိလို့တံမြာသီးလေးပဲညှစ်လိုက်တယ်ဒါပေမဲ့တံမြာသီးနဲ့လည်းစားကောင်းပါတယ်